အရိယာတရဏဂုံတော်ဗုဒ္ဓံတရဏံဂစ္ဆာမိနာမရူပံအနိစ္စံဒုက္ခံအနတ္တဓမ္မံတရဏံဂစ္ဆာမိနာမရူပံအနိစ္စံဒုက္ခံအနတ္တသံဃံတရဏံဂစ္ဆာမိနာမရူပံအနိစ္စံဒုက္ခံအနတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိနာမရူပံအနိစ္စံဒုက္ခံအနတ္တအနန္တံဘလဝံဗုဒ္ဓံအနန္တံဂောစရံဓမ္မံအနန္တံအရိယံသံဃံအနန္တံဘောဓိမုတ္တမံဤတရဏဂုံတော်ကိုနေ့စဉ်108ခေါက်မှန်မှန်ရွတ်ဖတ်တရစေပြီးခြင်းဖြင့်အာယုဝနဒုက္ခဖြစ်စေနိုင်၏အနေရမှန်သမျှကင်းဝေးရ၏သူတပါးမကောင်းကြံစီ၍မရနိုင်မဖြစ်နိုင်ကြံစီသမျှပြီးစီရ၏အမှုကိစ္စတရားရင်ဆိုင်မှုမှန်သမျှအနိုင်ရ၏သူတပါးပြုစားခြင်းနှောက်ယှက်ခြင်းမှကင်းဝေးရ၏ပတိစိတ်လိုလျင်အစအဆုံး၍ဆုံးမှပတိတစ်လုံးချစိတ်ရမည်နေ့စဉ်ပတိစေပတ်ရအောင်သို့မဟုတ်1000ပြည့်အောင်ရွတ်ဖတ်တရစေခြင်းကိုပြုသင်လှပါသည်ယုံကြည်လေးစားစွာယူသေးစွာရွတ်ဖတ်တရစေကြပါစေကုန်သတည်း